မောင်ထွန်းနဲ့မောင်မျိုးတို့ဟာအတန်းတူတငယ်ချင်းတွေဖြစ်ကြပါတယ်။သူတို့နှစ်ယောက်ဟာအတန်းထဲကြီးစားတော်တဲ့ကျောင်းသားတွေထဲမှာပါဝင်နေတယ်။မှန်တယ်မောင်ထွန်း။မောင်မျိုးလည်းမှန်တယ်။အားလက်ချိန်ကစားရာတွင်လည်းအတူတူကစားကြပါတယ်။မောင်မျိုးရဲ့မိဘတွေမှာတာမန်လက်လက်စားတွေဖြစ်ကြပါတယ်။အလုပ်သွားပြီဟေး။ဟုတ်ကဲ့။မောင်ထွန်းရဲ့မိဘများကတော့အဆင်ပြေတဲ့လူတိုင်းအစားမှဖြစ်ပါတယ်။ ညနေလာကြုံမင်းနော် ဟုတ်ကဲ့ဖေဖေ။ရာသီစဝန်းတို့အလီလီပြားမှာမောင်ထွေးတို့အရွယ်ရလာပါတော့တယ် ဒါမောင်ထွေးအတန်းကြီးလာပြီဆိုတော့စာကိုပဲကြည့်ဆိုင်နော် ။ဟုတ်ကဲ့ပါဖေဖေ ဒါမောင်ထွေးဒီစာဘက်ကိုထပ်ချက်အောင် ။ဟုတ်ကဲ့ စာကိုစူးစမ်းခွက်ပညာတက်မှလူရဝင်မှာပညာနဲ့အလုံးလုံးမှမပင်မဲမှာ ဟုတ်ကဲ့ဖေဖေ။တားရီတင်ချဘာသာအတွက်မေမေကျူရှင်စုံစမ်းလာတယ်။တားအဲ့ဒီဘာသာရတယ်မေမေကျူရှင်တက်ဖို့မလိုဘူးထင်တယ် အော်မိဘကတော်စီချင်းလို့ထားတာအတန်းထဲမှာအဆင့်တဲ့အမြင့်ရနေရအောင်ပေါ့ ။မဟုတ်ဘူးလေမေမေရဲ့။ကျောင်းကဆရာမလည်းနားလေအောင်အမြဲတင်ပေးထားတာပဲလေ။တားကိုအနာပေးပါဦး။တိတ်ဆန်းမိဘကတက်ဆိုတက်လိုက်။ဒီလိုနဲ့ပဲမောင်ထွေးတယောက်မနဲ့ဆိုကျောင်းသွားရပါတယ်။ကျောင်းကပြင်လာရင်လည်းကျူရှင်ဆက်သွားရလေပါတယ်။ကျူရှင်မအပြင်ညစာစားပြီးတာနဲ့ ဒါစာကြည့်တော့ ခဏလေးပါမမေကာတွင်ကားမပြီးသေးလို့ပါ မလို့ချင်းဘူးအခုထားတော့ဒါတွေကစာမပွဲမှာပါမှာမဟုတ်ဘူး ဒီလိုနဲ့ပဲမောင်ထွေးဟာကျောင်းစာကျူရှင်စာစတာတွေနဲ့ပဲနေစဉ်ဖြစ်တန်းနေရပါတော့တယ်ဟူးပြင်မဲလိုက်တာကွာကျောင်းပြည့်တည့်ရမှာတော့ကြီးတကယ်ချင်းမောင်ထွေးဘောလုံးတောက်စားရအောင်ကွာ မောင်မျိုးလားမောင်မျိုးမအားဘူးကွစာလုံးနေတယ်မေးလည်းကစားကြီးပဲကစားမနေနဲ့စာလေးပါလေးကြက်အောင်စာမပွဲကနီးနေပြီ မောင်ထွေးတကယ်ချင်းငါနဲ့တူရေကူးတင်နဲ့တက်ရအောင် ကျူရှင်တက်ရအောင်မယ်ကွာ မင်းမဖြစ်နေတာလေငါတို့အရင်လိုတူတူစားလုပ်ပြီးအားကစားလေးပါလေးလုပ်ကြရအောင် ဝဲနေပါလေကွာငါ့အိမ်ကငါ့ကိုစာပဲလုပ်စီချင်တာ ဒီလိုနဲ့ပဲအားကစားနဲ့စာကိုမှန်မှန်လုပ်တာတဲ့မောင်မျိုးဟာခန္ဓာကိုယ်တွေခွန်ထွားလာကတောက်တင်းတန်မာလာပါတော့တယ်။မောင်ထွေးကတော့အတိုင်းထဲမှာအမြဲပထမရနေပြီမဲ့လည်းတဖြည်းဖြည်းနဲ့ပိတ်လိန်လာခဲ့ရပါတယ်။တကယ်ကြီးနေများကောင်းရလားကွာမင်းကိုကြည့်ရတာအားရင်မရှိတော့သူလိုပဲ ကောင်းပါလေတငယ်ချင်းဟာညာကစာချက်တာညင်းနေသွားလို့ပါ ။ဒီလိုတဖြည်းဖြည်းနဲ့အတိုင်းနေစာမပွဲဖြစ်ခြင်းကိုရောက်လာခဲ့ရပါတယ်။ပထမရက်မှာမောင်ထွေးလာဖြစ်နေတယ်။နောက်ရက်တင်မှာတော့မောင်ထွေးတယောက်လာဖြစ်တာကိုမတွေ့ရတော့ဘူးဗျ။ဟာမောင်ထွေးဘာလို့စာမပွဲလာမဖြစ်တာပါလဲ။ဒီလိုနဲ့ညနေစာမပွဲဖြစ်ပြီးမှမောင်မျိုးဟာမောင်ထွေးအင်ကိုသွားမိခဲ့ပါတော့တယ်။အန်ဒီမောင်ထွေးတယောက်ဘာလို့စာမပွဲလာမဖြစ်တာလဲဗျ။အဲ့လိုမင်းလိုက်တော့မောင်ထွေးရဲ့မိကပါပြင်းပေါ်မျက်ရည်တွေကစီးကျလာရင်းနဲ့ပဲ မင်းတကယ်ချင်းစာကြည့်ရင်မုန်းလေးသွားလို့အခုဆေးတင်ထားရတယ်အဲ့ဒါအန်ဒီတို့အပြစ်ပါကွယ်မင်းတကယ်ချင်းစာတော်စီရင်လို့အပြင်းနဲ့စူးစမ်းခိုင်းရင်အခုလိုဖြစ်သွားရတာပါကွယ် မောင်မျိုးလည်းမောင်ထွေးကိုအားပေးစကားပြောခဲ့လေတယ် တကယ်ချင်းဘာမှအားမငယ်ပါနဲ့ကွာနောက်နေ့ဖြေလို့ရတာပဲနော်ခုချိန်မှာမင်းရဲ့ကျမ်းမာရေးပဲအဓိကယူဆိုင်ပါကွာ ဒီဇလန်လေးကတော့မိဘတွေရဲ့လွန်ခဲ့တဲ့အတ္တတွေကတာသမီတွေဝင်ပြီးစေခဲ့ရတဲ့အကြောင်းလေးပဲဖြစ်တာကြောင့်တင်ဆက်မှုပိုင်းမှာမှားယွင်းချက်တွေရှိခဲ့ရင်လည်းအဓိကတောင်းပန်ပါတယ်ခင်ဗျာငါကိုဘိုက်ပူနဲ့ဝါတော့ညွှန်နေကြတော့မယ်အမြင်လက်မှာပဲမကြမီမှာတော့ ဟာချက်စုမင်းကလည်းနောက်ကျလိုက်တာမင်းတို့အုပ်စုနဲ့ချိန်ရတာသိရတာတဲ့ အေးပါကွာငါအမေကိုဈေးဝယ်ပေးညာလို့နည်းနည်းနောက်ကျသွားတယ်မင်းတို့အုပ်စုအခုချိန်ဆိုကွင်းထဲကိုရောက်နေလောက်ပြီ ငါတို့အမြဲသွားကြမယ်တော်ကြမေလုံးတို့ကမဆောက်ဝဲပြင်သွားရင်ဒီနေ့ပွဲလေးပြတ်သွားအောင်မယ် အေးဟုတ်တယ်ကွာကျောင်းပိရက်တွေမှာချက်စုဘိုက်ပူဝါတိုတိုအုပ်စုနဲ့မဲလုံးတို့အုပ်စုတွေဟာချင်းပြီးဘောလုံးကန်ကြပါတယ်သူတို့ဘောလုံးပြိုင်ပွဲလေးဟာအပျော်တက်တက်မဟုတ်ပဲငွေကြေးလောင်းစားနေပဲဖြစ်ပါတယ်ဂိုးပြီကွာအေးဂိုး ကို ဒီတခါလဲရှုံးမြဲပြီကွာရှုံးသူကနိုင်သူကိုငွေ1000ကျပ်ပေးကြရပါတယ်ချက်စုတို့အုပ်စုကအမြင့်နဲ့တော့မလို့လဲမဲလုံးတို့ကမကြေဝဲဖြင့်အပက်စင်ကန်ပြေးကြပါတယ် ဒီတစ်ပတ်မေလုံးက1000ကျင်းမကစားဘူးတဲ့ကွာ2000ကျင်းကစားမလို့ငါ့ကိုပြောလိုက်တယ်မင်းတို့ဘယ်လိုသဘောရလဲ စိတ်လိုက်လေငါတို့က2000ဘုံမုံအောင်စားစီကြည်လုံးနဲ့တူတယ်ဟာ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 အဲ့ဒီချိန်မှာမေလုံးတို့အုပ်စုမှာလေ ဒီနေ့ပွဲမှာငါတို့ချုံးရင်2000တော့ပေးရမှာနော်အရှုံးခံလို့မဖြစ်ဘူး အေးပါမေလုံးညာမေလုံးတို့ပြောနေတဲ့စကားတွေကိုအနာမဖြတ်သွားတဲ့လူကြီးတယောက်ကကြားသွားပြီးရက်ကြည့်နေခဲ့ပါတယ် ဟောဟိုမှာချက်စုတို့လာနေပြီကွာ ဘောလုံးပဲစတင်တော့မဲ့ချိန်မှာရက်ကြည့်နေတဲ့လူကြီးကသူတို့အနာကိုရောက်လာပြီး လူလေးတို့ကဘောလုံးပွဲကိုငွေကြေးနဲ့လောက်ပြီးကစားနေကြတာလား ဗျာဟုတ်ပါတယ်နိုင်တဲ့သူကိုချုံးတဲ့သူကငွေ2000ပေးချေတက်မှတ်ပြီးကစားတာပါဦး အားကစားပြိုင်ပွဲဆိုတာငွေကြေးနဲ့လောက်ကစားမပြရဘူးကွ
အဲ့လိုပြုခဲ့လို့စိုးကျိုးတွေ့ခဲ့ရတဲ့ဦးရဲ့အကြောင်းကိုလူလေးတို့နားလည်အောင်ရှင်းပြပါမယ်ငယ်ငယ်တုန်းကဦးလည်းဘောလုံးကန်ရတာဝါသနာပါတာပေါ့ကွယ်ဒီနေ့မှဦးတို့အုပ်စုနဲ့တစ်ဖက်ကအုပ်စုငွေကြေးထပ်ပြီးဘောလုံးကစားကြတယ်တစ်ဖက်အသင်းကရှုံးတော့ဦးတို့ကိုကြက်ကြက်တန်းကစားပြီးလူချတော့တာပေါ့ပွဲပြီးကနေမှဦးကဘောလုံးကိုဆွဲယူလာပြီးဂိုးသွင်းကနေမှတစ်ဖက်အသင်းကတယောက်ကခြေစုံဝင်ပြီးကြက်ကြက်တန်းဖျက်ထုတ်လိုက်တဲ့အတွက်အာဦးရဲ့ချက်တော့အဲ့ဒီချိန်ကစပြီးအယိုးကြော့တင်ရကြောင်းတန်ဆွဲမှုမရှိတော့ပဲခုလိုဒုက္ခကိုအားပြုပြီးခြောက်နေရတာပေါ့ဒါကြောင့်မို့လူလေးတို့လည်းအားကစားကိုအမှန်တကယ်ချစ်မြတ်လို့ရဆိုရင်တက်တက်ရှင်းရှင်းနဲ့ပဲကစားကြပါကွယ်ဒါမှထူးချင်ထက်မြက်တဲ့အားကစားသမားကောင်းတွေဖြစ်လာပြီးနိုင်ခဲ့ကိုစားနိုင်မှာပေါ့ကွယ် ဟုတ်ကဲ့ပါဦး ဟုတ်ကဲ့ပါဦးကျွန်တော်တို့နားလေသဘောပေါက်ပါပြီ